စီမိကိုတိတ်ကြွေးပြီလေ
စိတ်ရွှေရတနာပေါ်ပြေးဝလို့အလူကြီးပေးတဲ့ဟောဒီအလူအိမ်ကောင်းမြတ်သောစိတ်ထားနဲ့လာသမျှမေပေါင်းကိုကျွေးမွေးတဲ့အိမ်ကျမတို့အိမ်ကျမတို့အိမ်စိတ်ရောင်ရွှေရောင်တထိန်နေအလူကြီးမြမတို့ရိုးရာရာဖြူစွာလူနေတဲ့အလူကြီးပေးတဲ့အိမ်ပေး၍မကုန်လူ၍မခံစဘူးတဝမ်းမှာအလူတန်းပေါ်တဲ့အိမ်ကျက်သေးဖြာဖြာစင်သာတိုးလို့မင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့အိမ်စိတ်ရွှေရတနာပေါ်ပြေးဝလို့အလူကြီးပေးတဲ့ဟောဒီအလူအိမ်ကောင်းမြတ်သောစိတ်ထားနဲ့လာသမျှမေပေါင်းကိုကျွေးမွေးတဲ့အိမ်ကျမတို့အိမ်ကျမတို့အိမ်မလေးစင်ရောင်ရွှေရောင်တထိန်နေအလူကြီးစီးပွားဥစ္စာဒီရလားတိုးပွားချမ်းသာအလူကြီးပေးတဲ့ဟောဒီအလူအိမ်အလူပေးလို့တထေးဖြစ်တဲ့ဇောတိကတထေးလို့အလူကြီးပေးတဲ့အိမ်မနှမြောင်မတွန့်တော့လူရန်ပေးကမ်းခြင်းနဲ့ပြည့်စုံနေတဲ့ဟောဒီအလူအိမ်တမိသားစုလုံးပျော်ရွှင်ချမ်းမြေ့တဲ့အိမ်လူနဲ့မြမသာရုခေါ်တဲ့အိမ်ကျမတို့အိမ်ကျမတို့အိမ်စိတ်ရောင်ရွှေရောင်တထိန်နေလူကြီးနားတော့နားပါတကယ်တော့ဘုရားများထိတ်ထားတယ်ရဲ့အလူဒါကခိုင်းဖာဘုံတက်နိုင်ဘူးအလူဒါကကြီးအမိဒေါ်စီစီတီအလူဒါကကြီးအဖေဦးရင်းမြင့်အလူဒါကမအီအမိဒေါ်ဝင်းဦးလေးဒေါ်ကြီးတော်လေးအကိုကြီးအမများဆွေမျိုးသားချင်းတို့ဟာအမှုထား၍ဘိုးတိုင်းပခေါင်းမြို့နယ်အမှတ်3ရပ်ွက်ကြီးအလူဒါကဥတော်ကျော်ကိုအလူဒါကြီးကမှတော်မင်းစင်မိုးလူကြီးသာဝရဏအောင်ဆွေရန်လင်းအနိလကညာမတ်တော်အိန္ဒြေပါစီပြုအနိနာပါတယ်မင်္ဂလာအခမ်းအနားစတင်ပါတော့မယ်အဲ့တော့မင်္ဂလာအခမ်းအနားမစတင်မီမှာကျွန်တော်တို့ဘုရားကြီးလေးမှာဆရာတော်နဲ့မာရီနဲ့ဆန်ချမှာအင်္ဂါစီရပါတယ်ဆိုတော့အချိန်ကြီးအများကြီးပေးရပါတယ်အဲ့တော့ကျွန်တော်တို့ချင်းချင်းနဲ့လူရင်းလေးပါဟောပြောပြပါဆိုတော့တို့ချင်းချင်းနဲ့လူရင်းလေးကိုစီစဉ်စ
ဆောင်ရဲပေါ်မှာဖြစ်ပါလေအေးအဲ့တော့အနန္တကုဏဟောနာမိပပရာခရာတို့တရားကိုပန်းနာကုန်နဲ့မိကုန်ဖာကုန်ဆရာသခင်တို့ဤဘုံတော်ကိုပပရာဘယ်နဲ့မြောက်ရဘယ်ခါမဆိုင်အခါတိုင်းနိုင်အာထုဖြစ်ပါစေတည်းနမောဘယ်ဟာစတင်ပေါ်ပေါက်လာတယ်ဆိုတော့မြတ်စွာဘုရားဟာမန္တမင်းတို့ရဲ့အင်းကြီးပုရိမှာမြောက်ရကိုအခေါင်းတော်ပြုပြိဋိကစံတော်မူပါတယ်ကြွရောက်လာကြတဲ့ပညာဝဏကုံသင်းထောင်ပြတ်လောင်းတဲ့မိဘပြည်သူအပေါင်းနဲ့ဂုံကြီးရှိလူကြီးမင်းအပေါင်းတို့ခင်ဗျာဒီနေ့ဟောဒီသားလေးဒီကျတော့ယောက်ျားမြတ်တို့ရဲ့အမြတ်ဆုံးသောအရာဟာဟောဒီမင်းမြောက်တန်ဆာ၅ပါးနဲ့သင်္ကန်းမင်းမြတ်တို့ရဲ့အမြတ်ဆုံးသောအရာဒီဟောဒီမဟာလတန်လို့ခေါ်တဲ့ဝိသတန်ဆာဒါလေးတွေကိုသားလေးတွေဝိထာမြင်လို့သမီးလေးတွေဝိထာမြင်လို့အဖေဖြစ်တဲ့ဥကျော်ကိုကိုနဲ့အမေဒေါ်စင်မိုးတို့ဟာရာနဲ့စီပြီးအကုန်ခံအောင်လှူရရပါတယ်အဲ့ဒီနေ့တော့ဘာမင်းမောင်ဆွေရလေးနဲ့သမီးလာကညာမတော်အိန္ဒြေကိုတားရှင်ပြုသမီးနာတာရဲ့အခမ်းအနားဟာအထမြောက်အောင်မြင်တော်ပါပြီအမှုရာဂါကြီးဥကျော်ကိုကမမေစင်မိုးကြီးငါတို့တွေရှင်ပြုကြရအောင်နားတာရအောင်ဥကျော်ကိုအနေနဲ့ဘယ်လိုပြောတော်လဲဒေါ်မေစင်မိုးသဘောမတူရင်မအောင်မြင်ခုန်ဤတူစွာပဲအမှုဓာတ်ကမှဒေါ်မေစင်မိုးကဥကျော်ကိုကြီးကျမတို့ပါလင်ရှင်ပြုရအောင်ဆိုပြီးတော့ဘယ်လိုတိုက်တွန်းတော်လဲဥကျော်ကိုသဘောမတူရင်အလူမအောင်ဒီနေ့တော့လေးတဲ့မယားစိတ်တူကိုယ်လူနဲ့ရှင်ပြုလို့အလူကြီးအောင်မြင်ခဲ့ပါပြီဟုတ်ပြီဒီကတော့呀，我想你们告诉我，告诉我，告诉我。ကျွန်တော်ရှင်ပြုလို့မရပါအမေကျွန်တော်ရှင်ပြုလို့မရအိုးအဖေကျွန်တော်ရှင်ပြုလို့မရအမေကျွန်တော်ရှင်ပြုလို့မရဒီလိုဘောမဒီတွေရှိပါကအဖေတို့အမေတို့ရဲ့ဘောမအဖေတွေရှိရပါလားဝိသကာလေးဘာလို့မတော့ရောရစီပါကတော့ပါမယ်အဖေမေအေးလာတော့အဲ့ဒီစီအဲ့ဒီအစင်ရတော့
ဝင်းဝင်းဆိုင်တာတော့ရာရောစီပါစေသာသနာမွေကြာကြာစင်ရင်နဲ့မပင်မပန်းဆွေဆွေလာလာဝမ်းပန္နတာသာသနာဝင်ထမ်းနိုင်ရအောင်စီလို့မြေတာကိုစုရပေးရမယ်ဒါကြောင့်ဆွေဆွေလာလာဝမ်းပန္နတာဝင်ထမ်းနိုင်ရပါစေညာလို့ဒါကြောင့်လူဘဝကြုံရရဤခုအခါဘာသာရောင်းဝထွန်းအောင်ဖြာကြုံရဒီပါနာယနေရဟာအမေယရောရဲ့နာဒီတော့ရောင်းဆွေးကြောင်းကိုသွားမီအာရောဒီဖယာယိုလေနာမန္တာအယမာတဲ့သူတို့ရေနာတော့မှထိတ်ထားပြီးတော့အရင်ကကိုဆွေအပ်အဖြစ်တတ်မှတ်ခါကျွန်တော်တို့နားတာပြီးမှဖြစ်ပါလေဗန္တတဗန္တတဒါရိယဝါရိယလိဝါရိယလိဒုံလေးယလိဒုံလေးယအောင်ဒေဝတထံဓမ္မတထံအောင်တော်မုနီသွားဖို့ဒါကြောင့်အားငယ်လေးတို့သမီးငယ်လေးတို့ကမှကြောက်ရောက်မယ်22ရက်သုံးပေးတာကံကြမ္မာ32ပါး96ပါးသောယောဂဝေဒနာအပေါင်းတို့သည်ပိဋကရွက်ပေါ်ရေမတင်စော့ကြောက်တဲ့သူကင်းစင်လွတ်မြောက်ကြပါစေကုန်သတည်းကင်းစင်လွတ်မြောက်ကြပါစေကုန်သတည်းဟုတ်တယ်မြတ်စွာဘုရားအားဘုသေမီဘုရားဤဘုရားတရားတော်မြတ်ကိုဘုသေမီဘုရားဤဘုရားအဘူယကြီးဒေတာအခြေတယုတ်ရှာမဲဥကြတ်ကိုကိုကြီးခမရတို့နေတဲ့ဟောဒီပေါက်ခေါင်းမျိုးလို့ခေါ်တဲ့ယကြီး
က
ငန်းပန်းကင်ကတာရှင်လောင်းနဲ့တပည့်ရတနာအလားဆုံးအရင်ဆုံးချောဆုံးဒီချိန်ခါပိတ်တွေကသာလူမကြီးကသင်္ကန်းပန်းကိုင်ကလူတကာကြီးကသပိတ်တွေကသာလူမကြီးကသင်္ကန်းပန်းကိုင်ကသာရှင်လောင်းနဲ့တပည့်ရတနာအလားဆုံးအရင်ဆုံးချောဆုံးဒီချိန်ခါလက်တန်ငါတာဦးစီဝိုင်းလဲပါသူ့ဘဝိုင်းလဲပါပြောင်းငါလောင်းငါဦးရွှေရိုးကြီးကနှကမ်းမွေးထောင်လို့ကာလာပါခဏငယ်ယုံမင်းမလေးလာလာပါမကိုရီဟန်မူယာမော်ရဲလင်းများရှုံးတော့ပါရဲ့ဗျာကိုလူမျိုးကလာလာပြီလက်တန်ငါတာဦးစီဝိုင်းလဲပါသူ့ဘဝိုင်းလဲပါပြောင်းငါလောင်းငါဦးရွှေရိုးကြီးကနှကမ်းမွေးထောင်လို့ကာလာပါပိတ်တွေကသာလူမကြီးကသင်္ကန်းပန်းကိုင်ကလူတကာကြီးကသပိတ်တွေကသာလူမကြီးကသင်္ကန်းပန်းကိုင်ကတာရှင်လောင်းနဲ့တပည့်ရတနာအလားဆုံးအရင်ဆုံးချောဆုံးဒီချိန်ခါပိတ်တွေကသာလူမကြီးကသင်္ကန်းပန်းကိုင်ကလူတကာကြီးကသပိတ်တွေကသာလူမကြီးကသင်္ကန်းပန်းကိုင်ကသာရှင်လောင်းနဲ့တပည့်ရတနာအလားဆုံးအရင်ဆုံးချောဆုံးဒီချိန်ခါလက်တန်ငါတာဦးစီဝိုင်းလဲပါသူ့ဘဝိုင်းလဲပါပြောင်းငါလောင်းငါဦးရွှေရိုးကြီးကနှကမ်းမွေးထောင်လို့ကာလာပါခဏငယ်ယုံမင်းမလေးလာလာပါမကိုရီဟန်မူယာမော်ရဲလင်းများရှုံးတော့
နှကမ်းမွေးထောင်လို့ကာလာဟန်ပါပါ ချင်းတို့အလူပဲပြောရရှင်းရှင်းပြရရှင်းရှင်းချားရဝေးကျွန်တော်ကတော့အလူတကားကြီးပဲကျွန်မကတော့အလူမကြီးပဲစသားလေးကိုရှင်းလောင်းလေတော့ပြောနေတာပဲစစ်သမီးလေးကိုမျက်နှာသာတော့ပြောနေတာမြင်အလူအမကနေဘူးသာမလွယ်ရာဇီယိုယိုနေရလို့လက်စုံကိုရှိဖို့ပူတော်ဘူးရောမှာရောရောကြတာကောင်းမှုတို့ကလည်းမှာသာသာတို့ကြောင့်မိတို့တို့ရှိရာတောင်းတအဘုရောလောကနဲ့စီးပွားဥစ္စာပြီးလုံးကြပြီးလောကုတ္တဓမ္မအစစ်ဥစွာသောမဉ္ဇဉ်ကိုဉာဏ်နဲ့နိဗ္ဗာန်ကိုအာရုံမြင့်မြတ်စွာရလွယ်ရောက်လွယ်မျက်မှောက်ပြုလွယ်နိုင်သောသောကောင်းကောင်းတဲ့သူကြည့်ကြပါစေ။အာမန္တေဣတရဏိနာသဟပိသတိနံဓမ္မယာသာမိဣတရဏိနာသဟပိသတိနံဓမ္မယာသာမိနုဂဟံကတဝါဣရံဒေချာမေဃံဒေနမောရမိတံဝေချာနမောမိဗုဒ္ဓံတရဏံဂစ္ဆာမိတတိယမိဓမ္မံတရဏံဂစ္ဆာမိတတိယမိသံဃံတရဏံဂစ္ဆာမိတတိယမိဗုဒ္ဓံတရဏံဂစ္ဆာမိတတိယမိဓမ္မံတရဏံဂစ္ဆာမိတတိယမိဗုဒ္ဓံအာတဝကယဝံဟောတုဣဒံမေတိလံနိဗ္ဗာနတ္တသစ္စယောဟောတုသုံးလုံးများစွာအတ္တဝါသံဃာကြပါသံဃာတဝါအမမာရိနာသမ္မာရိတာ
ဖြစ်စေဆရာတော်ဘုရားကစံချတော်မေဝေကြီးလို့ခေါ်တဲ့အတန်လေးရှင်တဲ့ကြားရမယ်တာရှင်လောင်းလေးအမိသားကြီးကျေးဇူးဆက်ပြီးကမကြီးလို့ခေါ်တဲ့အတန်လေးရင်တဲ့ကြားရောင်တွေကိုယ်ကိုယ်လေးဟာကိုယ်ကိုယ်ကိုယ်လိုက်ဆိုအောင်နော်လိုက်မန္တိအန္တာရဘုဒ္ဓဒုက္ခတော်မောဒနာထာယပฏิဇံယာသာမိဒုတိယမိမန္တိအန္တာရဘုဒ္ဓဒုက္ခတော်မောဒနာထာယပฏิဇံယာသာမိသာမိမန္တိမန္တိအန္တာရဘုဒ္ဓဒုက္ခတော်မောဒနာထာယပฏิဇံယာသာမိသာရဘုဒ္ဓဒုက္ခတော်သံဃာဘုရားမှာမောဒနာထာယပညာပါယခြင်းအကျိုးမှာပฏิဇံယာသာမိတိကိုယာသာမိသောမဘာဤရှင်မေယပရိအာဝနာပฏิပါတိအာငါဟုဆိုတော့အာဝနာတရားကိုပြည့်စုံကြိုးကိုပွားများအားထုတ်နိုင်သည့်ပုဂ္ဂိုလ်သူပုဂ္ဂိုလ်များဖြစ်ပါစေပြီးတဲ့ပုဂ္ဂိုလ်နော်ကိစ္စာမိဓမ္မသရဏံကိစ္စာမိဓမ္မသရဏံကိစ္စာမိဒုတိယမိဗုဒ္ဓံကိစ္စာမိဒုတိယမိဓမ္မသရဏံကိစ္စာမိဒုတိယမိကိစ္စာမိတတိယမိဓမ္မသရဏံကိစ္စာမိတတိယမိသံဃံသရဏံကိစ္စာမိတတိယမိဗုဒ္ဓံသရဏံကိစ္စာမိဟုတ်ကဲ့ကိုယ်ဇီဝဒလို့ပြောတယ်နော်ကိုယ်ဇီဝဒကိုယ်ဘယ်လိုခေါ်လဲကိုယ်ဇီဝဒနော်အဲ့ဒါဥပဒေဒီဘာမှလိုက်ဆိုတော့နော်ဥပိ္ပဇာယောမေပန္တိဟောဟိဥပိ္ပဇာယောမေပန္တိအမဘယ်နဲ့မှရှိပေးရဒီသာသနာ့ဘောင်၌ကျော်ပိုက်တဲ့မြတ်ကာလအလုံးတပည့်တော်တို့ကိုစံသင်္ကန်းကြောင်းစီပစ္စည်းလေးပါးသိလူတတ်သောဘာယကမညာဟု၍မှတ်တော်မူကားအရှင်ဘုရားအလိုရှိသောအခါ၌
လူခံတော်မူပါအရှင်ဘုရားဥချလိုက်ပြီ ညာလေးပါမယ်နော် ဦးလေးနေနဲ့တို့ရမှာလေဘယ်လိုခံတော့သိပြီဆိုတော့အမေတော့တွေ့ပြီမလားတွေ့ပြီပါဟာအေးလေးပါလေးခံတယ်ရွှေမုံကိုမလေးကျွေးမယ်ဆိုတော့ပေါင်းတလေးကျွေးတဲ့ချက်တည်ဆောင်တန်တောင်ဝီတိဂီတာဖွဲ့ကရွှေမုံတွေရောဆိုပေးပါမယ်ရှင်
Thank you.
Please